ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေလူရင်ဆန္ဒဟုသမျှအားလုံးကောင်းသောလူရင်ဆန္ဒများအားလုံးပြည့်ဝကြပါစေဆရာမပီတိတွေဖြစ်လို့ဝမ်းနေတာလို့ဘာပြောမှန်းကိုမသိတော့သမီးတို့ဘဝမှာချက်တန်းစင်ကနေပြီးတော့စင်တန်းမြင့်မြင့်နဲ့နေရပြီးကောင်းမှုကုသိုလ်တွေကိုစပိုက်လုပ်နိုင်ပါစေလို့ဆရာမဆုတောင်းဒီကျ1990ခုနှစ်ကနေ1999နှစ်9ကြီးဒီအထက်ကနှစ်မှာတာဝန်ထမ်းဆောင်နေပါတယ်။ကျတို့လွိုက်ကောကနေပြောင်းလာတာလေ။ဒီကနေ69ကျမှအထက်ကတစ်ကိုပြောင်းသွားတာပါ။ဒီကျ9တန်းသင်္ချာပဲပြန်သွားတဲ့အခါကျဟုတ်တယ်။ခုနှစ်လုံးတော့ပြောမပြနိုင်အောင်တော့စကားလေးတော့ဘယ်လိုပြောမှမသိဘူး။ပြောမပြနိုင်အောင်ဝမ်းသာပီတိဖြစ်ရပါတယ်။ဒီခန်းသားကိုလာဖို့အတွက်ဆရာမအရန်ကိုစိတ်တွေစောနာဘယ်တော့လဲဘယ်ချိန်လဲဘလို့လေးလဲအကုန်လုံးနဲ့ပြန်တွေ့ရမှာတပည့်လေးတွေကိုမှတ်မိပါမလားအကုန်လုံးဒစိမ့်စိမ့်တွေရှောက်ကြည့်နေတာဒီချက်အကုန်လုံးမှတ်မိတယ်အကြီးလိုက်တော့လေဆရာမတွေအားလုံးနဲ့တွေ့ရတာလည်းပြောတယ်ဘယ်ဒီအားလုံးနဲ့တွေ့ရတာလည်းပြောတယ်ဒီလိုမျိုးဖန်တီးပေးတဲ့ကျောင်းသားတွေအားလုံးကိုလည်းကျေးဇူးလည်းတင်တယ်ဝမ်းလည်းဝမ်းသာတယ်အားလုံးကိုလည်းမေတ္တာပို့တယ်ဆရာမလေးအားလုံးချမ်းသာချမ်းသာပြီးသက်ရှိချမ်းသာကြပါစေဆုတောင်းပါ